ရွာနေပါတယ်ခင်ဗျာကျွန်တော်တို့ရှစ်ထက်တိုက်မှာလုံနေပါတယ်ဟိုးအောက်မှာဟိုကသူတို့စလောက်ထားတယ်ဘာလဲရေကူးကန်ပြရေကူးကန်လောက်တယ်အောက်ကလုံးဝရှယ်ပဲလေးရွာထိုက်ခုံးပဲဒီထဲလိုက်လို့ရှိရင်တော့လုံးဝလမ်းသွားလိုက်မယ်ရေကူးကန်တော့အားလုံးကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်